အားလုံးပဲမင်္ဂလာပါရှင်ဆွဲဆုံးမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့နဂါးတိုက်ဆက်များရဲ့အိမ်တော်ရေးအကြောင်းပဲဖြစ်ပါတယ်နဂါးတိုက်ဆက်အများစုကအိမ်တော်ရေးအဆင်မပြေတာများတယ်အဓိကအားဖြင့်ကတော့အိမ်တော်ပြုတ်ပြီးဆိုရင်တိုက်ကိုပွဲအစုံခင်းခြင်းပြီးအိမ်တော်ပြုတ်ပြန်ဂတိနဲ့အတူခွင့်တောင်းတင်ပါတယ်အဲ့လိုမှအဆင်ပြေနိုင်ပါမယ်မဟုတ်ရင်တိုက်ဆက်ကြီးရင်ကြီးတယ်လို့အကျိုးပြည့်ကြီးနိုင်ပါတယ်အိမ်တော်ပြုတ်ပြီးဆိုရင်သူကတနေရာကိုကတနေရာခွဲနေပြီးမှအလောက်ကင်တွေလုပ်မယ်ဆိုရင်အဆင်ပြေနိုင်တယ်တအိုးတအိမ်ထူထောင်ပြီးနေတယ်ဆိုရင်တော့မျက်နှာချင်းမဆိုင်လိုက်နဲ့ဆိုင်နာနဲ့စကားများမယ်နှစ်ဖက်လုံးကဂျားဝင်တဲ့သူတွေများတယ်ဘလောက်ချစ်ချစ်ခွဲခွာရတယ်မိသားစုရဲ့အဝေးမှာပဲနေထိုင်ရတတ်တယ်အိမ်တော်ပြုတ်ပြီးဘာဆက်လုပ်ရမလဲတိုက်ကိုလည်းအတိမပေးရသေးဘူးဆိုရင်တော့အိမ်တော်ရဲ့အစဘာမှအဆင်မပြေတော့ဘူးဆိုရဲလူတွေအနေနဲ့ကတော့တိုက်ကိုပွဲထိုးတိုင်တဲဆုတောင်းမှုပြုလိုက်ပါပြန်လဲအဆင်ပြေနိုင်ပါတယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဘုဒ္ဓရာကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပေးရစေ notification လည်းနှိပ်ပေးဖို့တောင်းဆိုပေးရစေကျေးဇူးတင်ပါတယ်ရှင်